Yeah, this is one actually. မြန်မာနိုင်ငံမှာလည်း2015ကိုနှုတ်ဆက်ပြီးနှစ်သစ်ကိုပုံစံအမျိုးမျိုးနဲ့ကြိုဆိုခဲ့ကြပါတယ်။ Chatrian Hotel ရဲ့ Bongis Bag ဆိုတဲ့နှစ်သစ်ကူအကြိုညစာစားပွဲမှာတော့လက်ရှိထွက်ရှိထားတဲ့ James Bond ဇာတ်ကားတွေကဇက်ကောင်တွေအတိုင်းဝတ်ဆင်ပြီးနှစ်သစ်ကိုကြိုဆိုကြမှာပါ။ဒီနှစ်သစ်ကူအကြိုညစာစားပွဲမှာနိုင်ငံတကာစပိုမှုတွေရဲ့ဟင်းအမယ်ပေါင်း100ကျော်တဲ့နိုင်ငံတကာဘူဖေးတွေကိုခံစားနိုင်မှာလည်းဖြစ်ပါတယ်။ကန်ဆယ်မဲ့အစီအစဉ်တွေကိုလည်းထည့်သွင်းပေးထားတဲ့ Chatrian Hotel ရဲ့နှစ်သစ်စုမွန်ကောင်းကတော့ လူတွေတိုင်းမှာအိမ်မက်တွေကိုစီရှိကြတယ်ပေါ့နော်အဲ့အိမ်မက်တွေကိုဒီဖြစ်နိုင်တဲ့ပေါ့နော်situation တွေကိုကောင်းစွာအသုံးချပြီးတော့ဒီကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ထွားနိုင်ပါစေပေါ့နော်ဟိုမရဘူးဒီဟာမဖြစ်ဘူးဆိုတဲ့ဟာမျိုးတွေကိုcomplain တွေနောက် reason တွေပေါ့အဲ့ဒါမျိုးတွေမဟုတ်ဘဲနဲ့ရနေတဲ့ situation ကိုကောင်းစွာအသုံးချခြင်းအပြင်မိမိကိုယ်ကိုပြုပြင်ခြင်းအပြင်ပေါ့နော်နှစ်သစ်မှာလည်းပျော်ရွှင်ပြီးတော့အဲ့နှစ်သစ်ကိုလည်းဒီ2015ထက်ကို2016ဒီပုံမတိုးတက်ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့နှစ်သစ်ဖြစ်ပါစေကြောင်းအားလုံးဆုတောင်းပေးလိုက်ပါတယ်ရှင်။ Chatrian Hotel ရဲ့နှစ်သစ်ကူအကြိုညစာစားပွဲမှာရှစ်ကောင်းဝေလာနီနီခင်စောမိဆန်နီစတဲ့နာမည်ကျော်အဆိုတော်တွေကဖျော်ဖြေခဲ့ကြပြီး Stars and More International ကလည်း Bong is back ဆိုတဲ့ခေါင်းစဉ်နဲ့ထူးခြားတဲ့တင်ဆက်မှုတွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။နှစ်သစ်ကိုကြိုဆိုဖို့ကောင့်ထောင်းကိုတော့ DJ တော်လေးရဲ့မြူးကြွတဲ့တေးသံတွေနဲ့ကျင်းပခဲ့တာပါ။ Bongis Bag ဆိုတဲ့နှစ်သစ်ကူအကြိုညစာစားပွဲကိုတက်ရောက်လာတဲ့တရုတ်ဆောင်ကျော်ကျော်ဘိုကတော့နှစ်သစ်မှာမြန်မာနိုင်ငံကိုကမ္ဘာအလယ်မှာမျက်နှာမငယ်ရတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်မျှော်လင့်နေပါတယ်။ကျွန်တော်တို့အကုန်လုံးပြည်သူတွေကအုပ်ချုပ်သူအစိုးရပေါ့ဗျာ။ကျွန်တော်နိုင်ငံကြီးမှာတာဝါပြောဖို့အတိုးတက်ဖို့ကမ္ဘာလယ်မှာတင့်တယ်ဖို့ဆိုအားလုံးဝိုင်းဝန်းပြီးတော့လုံမရမှာဗျာ။ခေါင်းဆောင်ကတယောက်တည်းလုပ်နေလို့လည်းမရဘူးပြည်သူတွေကြီးပဲလုပ်နေလို့မရဘူးအားလုံးကဟန်ချက်ညီညီနဲ့ကိုတာဝန်ကိုစီပေါ့ကြည်ဖို့တူတယ်ဗျအဲ့ဒါမှလည်းကျွန်တော်တို့တကယ်ကိုစစ်မှန်တဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်မြင်ရမယ်လို့ပြောလဲပါတယ်